အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကအားလုံးကိုတရင်ကောင်းလေးလာပေးတာပါဗျနောက်ဆုံးတော့ကျွန်တော်ရဲ့ရွှေကုံကိုဒါမှတ်လေးကျွန်တော်စောက်လို့ပြီးသွားပါပြီအဲ့ဒီမှတ်ကိုလည်းကျွန်တော် file ထုတ်ထားပေးပါပြီဗျအဲ့ဒီ file ကိုဘယ်လိုမျိုး download ရမလဲဆိုတာကလည်းကျွန်တော်ဒီ video မှာကျွန်တော်တစ်ခါတည်းမျှဝေပေးမှာဖြစ်ပါတယ်ဗျ okay download နည်းလေးမစခင်ကျွန်တော်ရဲ့ရွှေကုံကိုဒါ showcase လေးကိုတစ်ချက်လောက်တော့ကြည့်ကြရအောင်ဗျကဲကြည့်လို့မဝသေးဘူးဆိုရင်လည်းကိုဖုန်းထဲမှာပဲကိုခဏမှပြန်ကြည့်တာတော့ဗျတော့ဆိုတော့ဘယ်လို download မလဲဆိုတာကျွန်တော်ပြောပြမယ်ဗျdownload တဲ့နည်းကတော့နည်းနည်းရှိပါတယ်ပထမနည်းကတော့ website ထဲကိုဝင်ပြီးတော့ download နိုင်တယ်နောက်နည်းကတော့ကျွန်တော်ရဲ့ Telegram channel မှာလာပြီးတော့ download ရပါတယ်website ထဲကိုဝင်ပြီးတော့ download ဆိုရင် zip ဖြေရပါမယ်ကျွန်တော်ရဲ့ Telegram channel မှာလာပြီးတော့ download ဆိုရင်တော့ကျွန်တော် file လိုက်ချပေးထားပါတယ်ဗျTelegram ရှိပြီးတော့ Telegram နဲ့ download တူတဲ့တွက်ကြတော့ကျွန်တော် Raven ဆိုတဲ့ account မှာကျွန်တော် Telegram channel link လေးချပေးထားပါတယ် Raven ဆိုတဲ့ account တော့ကျွန်တော်ရဲ့ comment မှာကျွန်တော် mention ခေါ်ထားပေးပါမယ်ဗျအဲ့ဒီထဲမှာ link ကနေဝင်ပြီးတော့ဒီလိုမျိုးဝင်လို့မရတဲ့တူတဲ့တွက်ဆိုရင်လည်းအခုနောက်လိုမျိုးပါပဲအဆက်3ဆက်ကိုနှိပ်ပလိုက်ပါပြီးရင် copy link ဆိုတဲ့ကိုနှိပ်ပလိုက်Telegram ထဲမှာတွားပြီးတော့ search bar မှာ page ချလိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ channel အပေါ်ဆုံးမှာပေါ်လာပါလိမ့်မယ်ဗျဟုတ်နေပါအောင်နောက်တနည်းမတွားခင်ကျွန်တော်ရဲ့ video ကို YouTube ကနေကြည့်နေတယ်ဆိုရင် subscribe လေးနှိပ်ပေးကြပါဗျ TikTok ကနေကြည့်နေတယ်ဆိုရင် follow လေးနှိပ်ပြီးတော့အားပေးကြပါအောင်ဗျအရင်ဆုံးကျွန်တော်အကောင့်ရဲ့ bio က share comment download link ဆိုတဲ့အောက်က link ကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်ဒီလိုလေးပေါ်လာမှလိမ့်မယ်ဗျပြီးရင်ဟိုးဘက်တောက်မှာရှိတဲ့အဆက်3ဆက်ကိုနှိပ်လိုက်ပါအမှစာ3ချောင်းပေါ်လာပါလိမ့်မယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့က copy link ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ copy ယူလိုက်ပါ copy ယူပြီးဆိုရင် Chrome နဲ့ပဲဖြစ် Google ပဲဖြစ်တွားပြီးတော့ search bar မှာခုန copy ယူထားတဲ့ link ကို paste ချလိုက်ပါဗျအဲ့ဒါဆိုရင်အခုလို website ရောက်သွားပါလိမ့်မယ်အောက်ကို switch ချပြီး download မှ here ဆိုတာကိုနှိပ်လိုက်ပါအကယ်၍ဒီလိုပေါ်လာရင် VPN ချိတ်ပြီးတော့ပြန်ဝင်ပေးပါဗျဘယ် VPN မဆိုချိတ်ပြီးတော့ဝင်လို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က file download နေရာကိုရောက်သွားပါလိမ့်မယ်အမှဆိုရင်ကျွန်တော်တို့က Shirokon Pagoda V1.0 by Encryptor ဆိုတဲ့ file ကိုdownload ပေးလိုက်ပါဗျ download ပြီးတော့ပြီဆိုရင် search bar လေးကိုတွားလိုက်ပါဗျပြီးရင် download တဲ့ကိုဝင်ပြီးတော့အခုန download ခဲ့တဲ့ file ကိုရှာလိုက်ပါရှာတော့တွေ့ပြီဆိုရင် F file ကိုခဏလောက်ဖိပြီးတော့လွတ်ပေးလိုက်ပါဗျပြီးရင် rename ကိုနှိပ်ပြီးတော့ .zip ကိုဖြတ်ပေးလိုက်ပါဖြတ်လို့ပြီးတော့ပြီဆိုရင် edit file ကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါဗျကျွန်တော်တို့က file ကိုနှိပ်တဲ့အခါမှာဒီအဝါရောင် file ပုံစံလေးကိုမနှိပ်ဘဲနဲ့ဒီဘက်ကစာသားကိုနှိပ်ပေးလိုက်ပါတစ်ချက်နှိပ်ပေးလိုက်ပါဗျနေပြီးပြီဆိုရင် view ဆိုတဲ့ဘေးမှာများပုံစံလေးပေါ်နေပါလိမ့်မယ်များပုံစံလေးကိုနှိပ်ပြီးတော့ကိုထည့်ချင်တဲ့မှန်ခတ်ကိုရွေးပြီးတော့ထည့်ပေးလိုက်ပါဗျအဲ့ဒါဆိုရင်တော့ရတော့ပါပြီဒီရဲ့ video ကတော့ဒါပါပဲအားလုံးပဲအဆင်ပြေကြပါစေဗျ